အဖွားကိုတယောက်ဟာသူမမကွယ်လွန်ခင်မှာအမတ်တရပုံလေးတစ်ပုံလောက်ရိုက်ချင်တာကြောင့်ဓာတ်ပုံဆိုင်လေးတစ်ဆိုင်ကိုဝင်ခဲ့ပါတယ်။ဓာတ်ပုံရိုက်ပြီးတဲ့နောက်မှာတော့မထင်မှတ်ထားတဲ့အံ့ဩစရာတစ်ခုဖြစ်ပျက်ခဲ့ပါတော့တယ်။နောက်ဆုံးဘတ်စကားကိုမမီတော့မှဆိုလို့အဖွားအိုဟာလူငယ်လေးတစ်ယောက်လိုအားကုန်ပြေးခဲ့ပါတယ်။ကားပေါ်တက်ပြီးတက်ကြီးရွယ်ဦးနေရာမှာထိုင်လိုက်တဲ့အခါကားဆရာရဲ့ထူးဆန်းတဲ့အကြည့်တွေကိုသူမသတိမထားမိခဲ့ပါဘူး။အဲ့ဒီနောက်မှာတော့လူငယ်လေးတစ်ယောက်ကသူမကိုလာရောက်ပူပန်းတဲ့အတွက်သူမဟာအယမ်းစိတ်ဆိုးပြီးပါးရိုက်လွတ်လိုက်ပါတယ်။ဒါပေမဲ့မှန်ထဲမှာသူမကိုသူမပြန်ကြည့်လိုက်တဲ့အခါမှာတော့သူမရဲ့အိုမင်းနေတဲ့ရုပ်ရည်ဟာပျောက်ကွယ်သွားပြီးချောမောလှပတဲ့မိန်းကလေးတစ်ယောက်ဖြစ်ပြောင်းလဲနေတာကိုတွေ့လိုက်ရပါတယ်။သူမဟာဓာတ်ပုံဆိုင်ကိုအပြေးလွှားပြန်သွားပေမဲ့အဲ့ဒီနေရာမှာဖွင့်ထားတာ10 နှစ်ရှိပြီဖြစ်တဲ့စားတောက်ဆိုင်တစ်ဆိုင်ပဲရှိနေပါတော့တယ်။သူမရဲ့ပြောင်းလဲသွားတဲ့ရုပ်ရည်ကြောင့်မိသားစုတွေလန့်သွားမှဆိုလို့ညဘက်မှာတော့ရေချိုးကန်းထဲမှာပဲခိုးအိတ်ခဲ့ရပါတယ်။နိုးလာတဲ့အခါမှာတော့သူမရဲ့နာတာရှည်ပခုံးနာဝေဒနာတွေပါပျောက်ကွယ်သွားတာကိုသိလိုက်ရပါတယ်။သူမဟာအရင်ကအဝတ်စားနဲ့စားဝတ်နေရေးအတွက်အရန်ကိုချိုးချံချွေတာခဲ့ရပြီးကို့အတွက်ဖနက်အသစ်တရံတောင်ဝယ်ဖို့ဝင်လေးခဲ့သူပါ။ဒါအပြင်ချွေးမဖြစ်သူနဲ့လည်းအမြဲတမ်းစကားများခဲ့ရပြီးချွေးမဖြစ်သူကသူမကိုအိမ်ကနေထွက်သွားစေချင်နေတာပါ။အဲ့ဒီညမှာပဲမိသားစုဝင်တွေကသူမကိုဘိုးဘွားရိပ်သာပို့ဖို့စီစဉ်နေတာကိုကြားလိုက်ရတဲ့အခါသူမဟာစိတ်မဆိုးတော့ပဲတိတ်တဆိတ်ပဲအခန်းထဲပြန်ဝင်သွားခဲ့ပါတယ်။နောက်နေ့မှာတော့သူမဟာမိသားစုဝင်တွေကိုနှုတ်ဆက်တဲ့အနေနဲ့ထမင်းအမျက်တလို့ကျွေးမွေးခဲ့ပါတယ်။ဖျားသခင်ကသူမကိုဒုတိယအကြိမ်အသက်ရှင်ခွင့်ပေးလိုက်ပြီးမို့လို့ဒီတစ်ခါမှာတော့ကိုယ့်အတွက်ကိုပဲရှင်သန်ဖို့သူမဆုံးဖြတ်လိုက်ပါတယ်။အလှပြင်ဆိုင်သွားပြီးခင်မီတဲ့သပင်ပုံစံညှက်ခဲ့တယ်လို့ဗန်ထဲကစုထားတဲ့ပတ်စံတွေအကုန်ထုတ်ပြီးသူမလိုချင်ခဲ့တဲ့အဝတ်စားတွေနဲ့ဖနက်တွေကိုဝယ်ယူခဲ့ပါတယ်။ဘဝကိုအစ်စ်ကပြန်ဆခွင့်ရမှဘဝဟာဘလောက်လှပကြောင်းသူမသိရှိသွားပါတော့တယ်။ကဲတငယ်ချင်းတို့ရောအခွင့်အရေးရရင်ဘလောက်ရွယ်ကိုပြန်သွားချင်ကြတယ်လဲ။